နော်ကျွန်တော်နာမည်ကတော့ Dark Crafter ဖြစ်ပါတယ်။တော့ဒီနေ့မှာတော့ကျွန်တော်အရင်တော့ပြောဦးပဲပေါ့နော်။ဟိုဟာ series ပါလေးတစ်ခုတင်မယ်ဆိုတာပေါ့နော်။အဲ့ဒါကတော့ Oak Empire ပဲဖြစ်ပါတယ်။စပါ။ကျွန်တော် Oak Empire တင်လို့ရပဲ။ဒါပေမဲ့ကျွန်တော်တို့ကလူမစုံတော့ The Last Kingdom တင်တာဖြစ်ပါတယ်။ The Last Kingdom ဆိုပြီးကျွန်တော်ရဲ့ AD Crafter ရဲ့ဖြစ်ပါတယ်ဆိုတော့တို့King Crafter နဲ့ကျွန်တော်တို့နဲ့လည်းငွေသွားတော့သူနဲ့မှကျွန်တော်တို့က Oak Empire ဆော့လို့ရပါတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကခဏနေမှပြန်တွေ့ကြမယ်ပေါ့နော် Oak Empire သူ့ကိုမလို့ပါခဏနေမှပြန်တွေ့ကြပါမယ်ခဏ bro ကျွန်တော်ကြော်ရလေးဝင်နေတယ်ပေါ့နော်ကျွန်တော်နဲ့တူတူ craft ကိုKing Crafter ပေါ့နော်သူကနာမည်ပြောင်းလိုက်ပြီပေါ့နော် King Crafter နဲ့ကျွန်တော်ကို subscribe လုပ်ပေးကြပါ subscribe များများရရင်လည်းကျွန်တော်တို့က1k တို့1 million တို့အဲ့လိုမျိုးဟာဆိုရင်ကျွန်တော်တို့ကပြန်ပြီးတော့ giveaway လုပ်သွားမှာဖြစ်ပါတယ် Minecraft ထဲမှာကြိုက်တဲ့ဟာတွေလာတော့ PUBG Mobile Legends ကြိုက်တဲ့ဟာလာတော့ရတယ်ကျွန်တော်ပေးမယ် Roblox ရောပဲဆိုတော့အားလုံးပဲဒါလေးကကြော်ညာလေးဖြစ်ပေးပေးပါမယ်ဟုတ်ကဲ့ပါဆိုတော့အားလုံးပဲ拜拜ပါဆိုတော့အားလုံးပဲပေါ်မှာရက်နေတာအေးရတယ်ပေါ်မှာလောက်ရတာပြန်လို့ကြရပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီမှာ challenge ခေါ်လိုက်ဟိုမှာကျွန်တော်အိမ်ပေါ့နော်ရ spy ပဲပြောင်းလေဟာတော့တာလည်း credit ကြီးဆိုတော့ကျွန်တော်တို့ကဒီမှာကတော့ကျွန်တော်ကခုံချရမှာပေါ့နော်ဒီရနေပြီးတော့ပေါ်တွန်နှိပ်ပြီးတော့ရေကိုအမြန်ယူအကူခုံချပစ္စည်းတစ်ခုကျန်နေတယ်ပြီထဲလိုက်ဦးနော်အေးဟုတ်တစ်ခုယူလိုက်တာလားယူအောင်ရေလေးကိုသုံးလိုက်တာလေအေးလေခွေးတဲ့နဲ့ပြန်ထိုင်လာအောင်ထဲအောင်မလားဟုတ်တယ်ကိုယ်ကတော့လုံးလိုက်တာလေအဲ့ကူရှောက်ကူတီဆိုအောင်နော်ရှောက်ကလေးဒီလေးရအမကိုရေရရှိမှုရယ်ရေထဲတယ်ဒီတော့ဆိုနေစားနော်ခဏနေဆိုတော့ကျွန်တော်ကဒါဆော့ရမှာဖြစ်ပါတယ်အလို့ဗလာလာအေးခဏငါ credit မပြောင်းသေးဘူးစပါးshit ခဏနေဆိုဘေးနာဆင်းရဲတွေပါလေတောင်းပါလေခဏကိုနေမနေရကြည့်ရအောင်ခဏနေ1 2 3နော်ဟိုရအိုးအော်နေရတော့သိပါရဲ့ညစလုံးသိပါငါဘာမှမရလိုက်ဘူးကွာကိုရောက်ကနေရမှာ credit ပြန်ပြောင်းလိုက်မယ်အပေါ်ပြန်တတ်မလို့ဘေးမင်းပြောင်းလိုက်ဒီကိုရောက်လာစမိုးရမှာကိုင်းနာခဏနေမစပုံးနဲ့ခုဟာရအဝေးသွားတယ်ဒီမှာငါစီစပုံးခဲ့ခွာလေးကောက်လာလေစပုံးခဲ့ဝေးကောက်လာလေငါစီမကြတာဘူးကငါခလုံးမနေပဲဆင်းသွားဖဖေးစားတော့မလားလာပြန်ပါမယ်ကိုကြီးဖေးစားတော့မလားကိုခူးပေးလားရောက်ခဏနေကိုပြန်ထားပေးတော့အဲ့ဖေးစားမှာ
ဒါတော့ခလောက်ရှိနေပြလာ ဆိုတော့ကျွန်တော် record ထားရပေါ့နော် so 1စပါလား 1 2 3 go အေးရလေ ဟဲ့ရမယ် ဟဲ့ညာဘက်မှာရမှာလေအေးရ ဟမ် ညာဘက်မှာရမှာလေတာမရီလာဘူးဘယ်မသေးပါလား သိပါ မားနေတာတောက်လို့တဲ့ပုံစံကိုဆိုအဲ့ရဘူးပဲနဲ့ငါဘူးတော့မလုပ်နဲ့ဘာလို့လဲအဲ့ရအောင်ညာချမ်းမိုင်းနေတာတမင်းအဲ့ရအဲ့ကိုကြီးအဲ့ရအဲ့ရဖြတ်လာ တက်ပါရင် လာဝေးမသိဘူး ပြန်ရ ဟမ်စပိုင်ဒါလည်းနော် 1 အဲ့နော်1 2 3 go โอ้ยရတယ်ပါပြီတာရောက် finally ငါတမတ်စီပေါ့ finally တမတ်စီပေါ့ ဘယ်တမတီအော်ရောတမတီဒီနေ့လာပါ ခဏနေ လက်စီတယ်လီပိုလက်ခဲ့မာနော်ဆိုရတယ်မာနော်အာရပါတယ်ကိုပြတော့ပြန်ကြည့်လား ပြန်လောက်လောက် လိုလိုက်ပြီလားဒီမလား ခဏနေတာတိတယ်လို့ နော်ဟာ အားကြတယ် ဟာကိုရပြန်လာရုပ်ပဲတယ်လီပိုပဲတော့ပြေးနေမှာတော့ဘလုံးမစမ်းနဲ့အော်နော်မတဘလို့စေရရခုံမခုံသွားလဲ ဟာ အဲ့ဒါလေတီးထွန်းဝင်နေခုံမနော်တီးဟိုခုံလိုက် အိုးရပါရ ဘာမှမဟုတ်တယ် ချက်လိုက်ပါရ ဟာပဲအဲ့ဒီလို โอเค နော်ရဒီနေ့အမအဲ့ဒါခုံလိုက်ခုံလိုက်နောက်တဲ့တစ်ခုံလိုက်ရတာခဏနော် โอเคဆိုတော့သူသွားနေကျွန်တော်ရဲ့အိမ်လေးကိုလိုက်ပြအောင်မယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ရဲ့အပျော်ဆော့ရေဝေါ်ပေါ့နော်ဟိုလိုမျိုးအချိမဲ့ပွေးအောင်လည်းလုပ်မှာပါဒါပေမဲ့ကျွန်တော်ကတော့ဒါပျော်လေးဟုတ်တယ်အချိမဲ့ပွေးအောင်လည်းလုပ်မယ်ပေါ့နော်ဆိုတော့အားလုံးပဲအိမ်လေးရဲ့ decoration ကိုပြကြည့်မယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ရဲ့အလံပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ဒီအောက်မှာလည်းရှိရယ်ဒါရေးဆိုတော့ဒါကျွန်တော်တို့ရဲ့အလံပဲဖြစ်ပါတယ်ဆိုတော့အဲ့ကနေပြီးတော့ကျွန်တော်ဆက်သွားမယ်ဆိုရင်ဒီမှာကျွန်တော်ရဲ့ဒီနာဆိုင်ခင်းလေးရှိမယ်ဒီဘက်မှာကျတော့အစိထည့်မယ်ဒီဘက်မှာကျရလာရဲ့အသီးနှံတွေထည့်မယ်ဆိုတော့ဒါကတော့ potato ဒါ carrot ဒါ wheat ဒါက berries အဲ့လိုပဲဒီဘက်မှာလည်း potato wheat carrot wheat berries ဆိုတော့ကျွန်တော်တို့ကဒီမှာ letter နဲ့ပေါ်တက်မယ်တက်ပြီးရတယ်ကျွန်တော်တို့ကဒါကတော့ကျွန်တော် black area ဆိုတော့ဒါကတော့ကျွန်တော်ပန်းလေးပေါ့နော်ထားပါနော် King Crafter ရဲ့ idea ကိုနည်းနည်းယူပြပါတော့ဆိုတော့ဒီမှာကနီမိုငါးလေးရှိမယ်နီမိုငါးလေးကိုမွေးထားရှိမယ်ဒီမှာဆို chess ဒါကလည်းဒါကတော့စားဆိုင်တူလောက်ပေါ့ဒါကရေခဲတက်တာဒီဇိုင်းမျိုးလုပ်ထားတာဒါပေမဲ့အဖြစ်ဘူးဒီဘက်ကကျတော့ကျွန်တော် alarm crack တော့အောင်ပေါ့နော်လုပ်ထားတာလေးပါဆိုတော့နောက်တစ်ခါကျတော့မီးဟိုဟာ crack တစ်တွေပဲပါတယ်ပြတ်ဒီအားနေသွားမယ်ဆိုရင်ဒါကတော့ဝေးရနာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားဆိုလို့အိပ်ရရှိမယ်survivor နဲ့လုပ်ထားပြတာနော်အိပ်ရရှိမယ်အမီးအိမ်ကကြတော့ grade နဲ့ယူမယ်ဒါရှိမယ်အော်ဒီဟိုအန်ချက်တွေပဲနော် obsidian တွေကိုရအောင်ရှာရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကလည်းနေထားပေါ်တယ်နဲ့နီးရောပေါ့နော်ကိုယ်တိုင်လုပ်ထားအဲ့ရှိမယ် credit တွေပဲရှိမယ် check ရှိမယ်ကျွန်တော်ကဘာမှမလုပ်ထားဘူးပေါ့နော်ကျွန်တော်မလုပ်တလို့လက်ထားကြောင့်နည်းနည်းပဲလုပ်တာကျွန်တော်က stick တွေပါရှာမှခက်လို့ဆိုပြီးတော့ကျွန်တော်တို့တာပေါ့နော်ရှာလိုက်တာပေါ့နော်ဆိုတော့ကျန်တဲ့ဟာရတယ်တော်တော်များများလည်းယူထားပါတယ် credit နဲ့ဆိုတော့ဒီဟာဆိုလဲကျွန်တော် zoom လာမှကြောက်လို့ပါ
လောက်ထားပါနောက်တစ်ခုကကြတော့ King Crafter ကြီးဒီဗီဒီယိုကိုကြည့်နေဆိုရင်မင်းတို့ငါတခုကောင်းတာပြပါမယ် King Crafter ဆိုတော့ကျွန်တော်ဒီမှာဘောနော်ပြမယ်ဘောနော်ခဏ Okay ပြီးတော့ဒီမှာစာအုပ်စာအုပ်ကပြဒါဘောနော် The Last Kingdom had a history တဲ့ The Last Kingdom မှာ history ရှိရဲ့တဲ့အဲ့ဒီမှာတော့တဲ့ရဲရဲနဲ့လူနှစ်ယောက်ရှိရဲတဲ့သူတို့က Dark Crafter နဲ့ AD Crafter ဖြစ်တယ်တဲ့ဒါပေမဲ့သူတို့ကလည်းနှစ်ယောက်တည်းမဟုတ်ဘူးတဲ့၃ယောက်ဖြစ်တယ်တဲ့တနေ့မှာတော့တဲ့သူတို့ကတယောက်ကပျောက်သွားတယ်တဲ့သူက King Crafter ဖြစ်တယ်တဲ့တနေ့မှာတဲ့သူတို့ကတဲ့စစ်ပွဲဖြစ်တယ်တဲ့အဲ့စစ်ပွဲပြီးမှာတော့တဲ့ King Crafter ပျောက်သွားတယ်တဲ့သူတို့ကတဲ့King Crafter မရှာနိုင်ခဲ့ဘူးတဲ့ဆိုတော့အဲ့ဒါလေးရှင်းမယ်ဒါကတော့သူ့ရဲ့တာဝန်တိုင်း AD Crafter ရဲ့အိမ်ကိုလိုက်ပြပါမယ်ဒါကတော့ AD Crafter ရဲ့အိမ်မှာအရှိအလန်းမြင်နေရတဲ့အိမ်ဆောက်အပြည့်တွေ What ဟာယော My dear oh my god ယောအန်ချတီတီပြောဒီပြင်မှာလာထားပါတယ်တော့ဂျန်ကယ်လေးရဲ့မှာစောက်ချင်လို့ဆိုပြီးစောက်တာပေါ့နော်အဲ့ဒီတော့ကျွန်တော်အိမ်ကြီးကလေးပေါ်ပြန်နေဆိုတော့အဲ့ဒီမှာနေထားပေါ်တယ်ပေါ့နော်ကျွန်တော်ပြောနေထားပေါ်တယ်ဒါကတော့သူနဲ့ကျွန်တော်နဲ့ဟိုအပြိုင်ဆောက်ထားတာပေါ့နော်ကွာကိုလောက်ကြည့်ဆိုဒီကောင်ဟွာနေယူလိုက်တယ် AD Crafter trading နဲ့ယူလိုက်တယ်ဒါကျွန်တော်ဘာလို့ကျွန်တော်ဆောက်ထားတာပေါ့နော်ဒီမောက်စိတ်ခိုင်းနေတီတခုပဲယူထားပါတော့ခုနကကျွန်တော်ဆဆဟွာလောက်တဲ့နေရာကြတော့ဒါပဲဖြစ်ပါတယ်ဒါလေးဒီမောက်စိတ်ကအစ်စ်ပဲအလေးစိတ်ကမ်းပေါ့နော်ဒီမှာကျွန်တော်လန်လေးနဲ့ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ရွာဆိုတော့တောင်ရွာလေးပေါ့နော်တောင်ပေါ်ရွာလေးရဲ့ကိုပိုင်စိုက်ခင်းနဲ့ဆိုတော့အဲ့ဒါခုနကျွန်တော်ကစားနေရအကစားပြီးရဲ့နေရာမှာကျတော့ကျွန်တော်ရဲ့တိုင်ပေါ့နော်အဲ့လိုတိုင်မျိုးရှိတယ်ဆိုတော့ခဏနေတော့ဒါကတော့ Welcome Park ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ Part 1ကြောင့်နောက်ပြီးမှလာမှာဖြစ်ပါတယ်ဒီမှာဆိုကျွန်တော်ရဲ့ရွာရဲ့မိတ်ဆက်တဲ့ဟာသဘောတရားပေါ့နော်ခုနကစားတယ်ဆိုတော့ကျွန်တော်ကဒါကတော့ကျွန်တော်ရဲ့အိမ်ဒီဝင်းနာဘန်ဘူးလေးထည့်ဆိုတာကအဲ့ဒါက Easy Crafter ကျွန်တော်ကြံပေးထားပါတော့လုံးဝကြည့်လာရတာရိုးရှင်းရှင်းလေးနဲ့လာတယ်ဒီဝင်းနာပြင်ပေါက်မဖောက်သေးဘူးဒီဘက်ကဖောက်လို့မရဘူးအားရရှိတယ်ဒီဘက်ကလည်းဖောက်လို့ပဲဖောက်လိုက်ပါမယ်ဒီဘက်လည်းဖောက်တယ်ဒါပေမဲ့ဒီနားမှာပစ္စည်းရှိတာဖောက်လို့မရဘူးတော်တော်များဒီဘက်မှာဖောက်လို့မရကြည့်ပါလေကျွန်တော်ဒီနောက်လေးကိုကြတော့နောက်လေးမှာကျွန်တော်တို့အလံလေးဒီတိုင်လေးတွေမှာဟောလိုက်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ရွာကြီးပါဆိုတော့ AD Crafter ရဲ့နေအများဆုံးငါတို့စီလာနိုင်ပါလေပထမကကျွန်တော်ဒီမှာကျွန်တော်AD Crafter ဖြစ်လာ King Crafter ပေါ့နော်ပထမကကျွန်တော်ဒီမှာဟွာလုပ်လို့ပဲအင်းဆောင်လို့ပဲကျွန်တော်မစားဖြစ်တာပေါ့နော်နောက်ပထမစပွန်နာဒီနားမှာစပွန်နာအားနဲ့ကျွန်တော်အဲ့ဘက်ကိုကြည့်မိရဖြုံပြီးသွားငန်းလိုက်တယ်ဒီဖြုံပြီးဟိုဘက်ချမ်းမှာဖြုံပြီးရှိတယ်အဲ့ဘက်နားမှာစပွန်နာဒီအပေါင်းလေးမြင်ရတဲ့နားမှာစပွန်နာအဲ့ကနေပြီးလှမ်းကြိုက်တာဖြုံပြီးတွေ့ရအဲ့လမ်းငန်းလိုက်တာအဲ့ဟုတ်သေးပါလို့တောင်းတစ်ပတ်ပတ်ပြီးဒီဘက်ပြန်လာကြရွာလေးတွေ့ရတယ်ဆိုတော့
AD crafter ပြန်လာပြီဆိုတော့ AD crafter လည်းပြန်လာတော့ခင်ဗျာဆိုတော့ game crafter လည်းအများဆုံးငါတို့စီလမ်းနေပါစီအဲ့ဒါမှ subscribe